ကဘာသမိုင်းမှာဖျောက်ဖျက်လို့မရနိုင်တဲ့အမဲဆက်တစ်ခုကိုခြံရိပ်ခွင့်သူတင်မင်းတမန်စခန်းတွေရဲ့အရှင်သခင်သူကတော့ Adolf Hitler ပါပဲ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Knowledge Orbit Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် လူတစ်ယောက်ရဲ့အမုန်းတရားကလူတန်းပေါင်းများစွာကိုတင်မင်းစီပို့ဆောင်နေဆိုတာတင်ယုံကြည်ပါသလားကဘာသမိုင်းမှာဖျောက်ဖျက်လို့မရနိုင်တဲ့အမဲဆက်တစ်ခုကိုခြံရိပ်ခွင့်သူတင်မင်းတမန်စခန်းတွေရဲ့အရှင်သခင်သူကတော့ Adolf Hitler ပါပဲပန်းကြီးဆရာဖြစ်ချင်ခဲ့တဲ့လူငယ်တစ်ယောက်ဟာဘလို့ဖြစ်ပြီးကဘာအကြောက်ရဆုံးလူတတ်တမဖြစ်လာခဲ့တာလဲပထမကဘာစစ်တပီစီးဝါပြက်ကတ်ဆိုင်နေတဲ့ဂျာမနီမှာဟစ်လာဟာသူ့ရဲ့ဝါဒဖြန့်ကြီးရဲ့အစွမ်းနဲ့လူထုကိုဆွဲဆောင်ခဲ့ပါတယ်သူဟာဂျာမန်လူမျိုးတွေဟာအမြင့်မြတ်ဆုံး Aryan race လို့ယုံကြည်ကြပြီးအခြားလူမျိုးတွေကိုအမုန်းပွားစေခဲ့ပါတယ်ဟစ်လာရဲ့အဆိုးဝါးဆုံးလုပ်ရက်ကတော့ The Holocaust လို့ခေါ်တဲ့လူမျိုးတုံးတပ်ဖြတ်မှုပါပဲဂျူးလူမျိုး6တန်းကျော်အပါအဝင်စုစုပေါင်းလူ17တန်းခန့်ဟာ gas can တွေအစာငတ်မွတ်မှုတွေနဲ့ရက်ဆက်တဲ့ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေအောက်မှာအသက်ပျောက်ခဲ့ရပါတယ်။ဒါဟာကဘာကြီးအတွက်တော့ငရဲခမ်းပါပဲ။သူ့ရဲ့နယ်မြေချဲ့ထွင်လို့စိတ်ကြောင့်ဒုတိယကဘာစစ်ကြီးဖြစ်ပွားခဲ့ပြီးလူပေါင်း80ကနေ83တန်းကြားသေဆုံးခဲ့ရပါတယ်။တကဘာလုံးကိုသူ့ခြေပွားအောင်မှာထားဖို့ကြိုးစားခဲ့တဲ့ဟစ်လာဟာမြို့ကြီးတွေကိုပြာပုံဖြစ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာမြေအောက်ဘန်ကာထဲမှာကိုအဆုံးစီနေသွားခဲ့ပါတယ်။အာနာနဲ့အမုန်းတရားရဲ့အဆုံးသက်ဟာဘလော့အထိရုပ်ဆိုးတယ်လဲဆိုတာဟစ်လာရဲ့သမိုင်းကသက်သေပြနေပါတယ်။သမိုင်းဆိုတာသင်ခန်းစာယူဖို့ဖြစ်ပြီးနောက်တစ်ချိန်ဒီလိုအမှားမျိုးထပ်မဖြစ်ဖို့လိုအပ်ပါတယ်။ဒီအကြောင်းအရာအပေါ်သင်တို့ရဲ့အမြင်ကို comment မှာဆွေးနွေးသွားကြပါဦး။